ကြိုက်ထီယိုဖျားဖူးခရီးစဉ်မှာကားကိကန်ရင်ပြင်တော်အထိလမ်းမလျှောက်နိုင်တဲ့ဖျားဖူးတွေနဲ့အထိုးအပိုးတွေကိုတည်ယူပို့ဆောင်ပေးနေတဲ့အထမ်းသမားပေါင်း900ကျော်ရှိတယ်ဆိုတာသိသိပါလားသူတို့ဟာဖျားရင်ပြင်တော်ဘောကလုပ်ငန်းတွေလဲပတ်နိုင်ဖို့အတွက်အဓိကကျတဲ့ကာယလုပ်သားတွေပဲဖြစ်ပါတယ်တောင်တက်လန်ကိုလက်ဆွဲအေးလေးတစ်လုံးနဲ့တက်ရင်တော့အတော်လေးမောလာပါတယ်ဒါပေမဲ့ဒီလုပ်သားတွေကတော့လူတကိုးစာဒါမှမဟုတ်ပစ္စည်းအလေးပင်တွေကိုပခုံးပေါ်တင်ပြီးမဆောက်တဲ့တောင်တက်လန်ကိုနေစဉ်ဖြတ်တန်းနေကြရတာပါတမတ်ဈေးနှုန်းအရာလူတစ်ထန်းကို4000ကျပ်နဲ့ပစ္စည်းဆိုရင်2000ကျပ်ခန့်ရှိပြီးဒါဟာသူတို့ရဲ့ပင်ပန်းမှုနဲ့ရှင်ရင်များတယ်လို့မဆိုသားပါဘူးအချမ်းဘရဘာဖုံးလီပွေပြီးဇိန်ခန်စီးနင်းသူတွေကိုမြင်ရတဲ့အခါစိတ်မကောင်းဖြစ်စရာလို့ထင်ရပေမဲ့သူတို့အတွက်ကတော့ဝိုင်းရေးကပိုအရေးကြီးပါတယ်အထမ်းသမားတယောက်ရဲ့အဆိုအရဘလို့ပဲစီးစီးပါကျွန်တော်တို့ကလူမရမှာအလုံးမရှိမှာကိုပဲကြောက်တာပါတယ်ဒါဟာသူတို့ရဲ့ဘဝရုန်းကန်မှုကိုဖော်ပြနေတဲ့စကားလေးတစ်ခွင်ပဲဖြစ်ပါတယ်ရင်တင်တော်ဘော်ကဈေးဆိုင်တွေအတွက်ကုန်ပစ္စည်းတွေကိုမိုးဦးကနေဆိုင်အရောက်တည်ပေးရတဲ့ခရီးတော်အထမ်းသမားတွေလည်းရှိပါသေးတယ်သူတို့ကတော့မိမိတို့ချိန်ဆက်ထားတဲ့ဆိုင်မိတ်အလိုက်ပစ္စည်းတွေကိုတည်ယူပို့ဆောင်ပေးပြီးလုပ်ငန်းခွင်လဲပတ်အောင်ကူညီပေးနေကြသူတွေဖြစ်ပါတယ်